ဒီကြီးပေါင်းယောဂအနေနဲ့ကြောက်စရာမှုပါဆိုခေါင်းစဉ်နဲ့ပြောဖို့အတွက်ကျွန်တော်နှစ်ပိုင်းစီစဉ်ထားပါတယ်ပထမပိုင်းကတော့ဒီဒေါက်တာမီမီသေးဒီမှာအများနဲ့လာပြောနေတဲ့ဆရာမပြင်ဆင်ပေးထားတဲ့ဒီ PowerPoint လေးကိုပဲအရင်ပြောပါမယ်ပြီးမှသူ့ရဲ့ဒီ PowerPoint နဲ့ပတ်သက်တဲ့အခြေခံအချက်လက်တွေကိုလည်းတခါဆက်လက်ပြောပါမယ်ဗျာပထမဆုံးကြီးပေါင်းယောဂကြောက်စရာမှုကြီးပေါင်းယောဂကတကယ်တော့ကျွန်တော်တို့ဒီအခုပြောမဲ့ကိစ္စတွေကဒီတိုင်းရင်းဆေးအမြင်နဲ့ပြောမှာမဟုတ်ဘူးပေါ့နော်ဒီအနောက်တိုင်းဆေးအမြင်နဲ့ပဲပြောပါမယ်ဘာတိုင်းရင်းဆေးအမြင်နဲ့ကျွန်တော်ကပုံစံမတူလို့ပါအဲ့တော့အနောက်တိုင်းဆေးအမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်ဒီကြီးပေါင်းယောဂကတကယ်တမ်းပြောလို့ရှိရင်တော့ rheumatology ဆိုတဲ့ဒီအယိုးအစစ်နဲ့အယိုးအစစ်ယောဂတွေအများကြီးတွေကဘာသာရပ်တစ်ခုပေါ့နော်အဲ့တော့အရင်တော့လည်းကြားဘူးမှာပါသွေးလေးပဲနာတို့ပိုးလေးပဲနာတို့ဒီအရေပြားလေးပဲနာတို့စသဖြင့်လေးပဲနာတွေကလည်းဒီအယိုးအစစ်ယောဂတွေကတစ်ခုပဲဒါပေမဲ့သူတို့ကလည်းသူတို့အကြောင်းကိုပြောဖို့ဆိုလို့ရှိရင်လေဒီဘာခေါ်လဲဟိုတရက်သီးသန့်စီတစ်ခုစီ subject တစ်ခုစီအနေနဲ့ပြောမှဖြစ်မှာအတွက်ဖြစ်မှာမို့လို့ဒါလည်းဒီ subject တစ်ခုကိုပဲရွေးပြီးပြောရတာဖြစ်ပါတယ်အကုန်ခြုံငုံပြီးတော့ပြောလို့မရနိုင်လို့ပါအဲ့တော့ဒီကြီးပေါင်းယောဂအကြောင်းကိုစပြောမယ်ဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ဒီဟာကဘာဆိုတာဒီကြီးပေါင်းယောဂဆိုတာဘာလဲဘယ်နှမျိုးရှိသလဲဘာလက္ခဏာတွေရှိသလဲဘယ်လိုကုကြမလဲဒါမို့လို့နောက်ပြီးတော့လဲကာကွယ်တဲ့နီလန်းဒီလိုအနေနဲ့အကြံပြင်းနဲ့ပြောသွားမှာဖြစ်ပါတယ်ဒီကြီးပေါင်းယောဂပထမဆုံးဖြစ်ရတဲ့အကြောင်းကတော့ဒီ weight ထမ်းထားတဲ့ခန္ဓာကိုယ်ရဲ့ရိုးအစစ်တွေပေါ်ဖိမိလို့ဖြစ်ရတဲ့အကြောင်းပါပဲအဲ့တော့ရိုးစစ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီပထမဆုံးဒီ level မှာပေါ့နော်ပထမဆုံးအနေနဲ့ဖိမိတဲ့အပိုင်းတွေဘယ်မှာဖိမိမလဲပထမဆုံးခေါင်းကနေပြီးစကြည့်လို့ရှိရင်ဒီ level ရိုးတွေမှာဖိမိမယ်နောက်တစ်ခုကဒီခါရိုးပေါ့ဒီရင်ဘတ်ရိုးမှာတော့နည်းနည်းလေးဖိမိအားနည်းတယ်ဘာလို့လဲသူအလှုပ်ရှားနေတာ哦နော်ဒီပေါ်မှာကတော့ဒီအလှုပ်ရှားနေတယ်ဒီ level ရိုးကတော့အလှုပ်ရှားအများဆုံးပဲပေါ့နော်အလှုပ်ရှားများပြီးတော့ဖိမိတဲ့အပိုင်းတွေကကြီးပေါင်းယောဂဖြစ်ဖို့အကြောင်းများလာတယ်ဒီ level ရိုးရဲ့ကြီးပေါင်းရဲ့နောက်ဒီခါရိုးပေါ့နော်ခါရိုးမှာလည်းဖြစ်များမယ်အောက်ဆုံးဒီမီးညောင်ရိုးတွေကတော့အလှုပ်ရှားနေတဲ့ဒီမှာအဖြစ်နေတယ်အဲ့တော့အဓိကတော့ကုတ်ကြီးပေါင်းရဲ့ခါကြီးပေါင်းရဲ့လေပင်ကြီးကုတ်ကြီးပေါင်းနဲ့လေပင်ကြီးတူပေါ့နော်ဒီခါကြီးပေါင်းရှိမယ်ပေါ့ဒီခုကတော့အဓိကပါပဲနောက်ဒီထဲမှာမပါတာကတော့ဟိုဒူးကြီးပေါင်းပေါ့နော်ဝိတ်ကိုထမ်းထားတဲ့အပိုင်းတွေမှာဖြစ်တာများတာပေါ့နော်ဒီဘက်ကတော့ဒီခါစီရိုးကိုကန့်လန့်ပြထားတဲ့ပုံပေါ့နော်အဲ့တော့ဒီကန့်လန့်ပြတဲ့ပုံမှာဒီအပေါ်ပိုင်းကခါယိုမရဲ့အစစ်ကြီးပေါ့နော်ဒီအလယ်မှာတော့အာယုံကျောမကြီးသွားတာပေါ့ဒီဘေးလေးတွေမှာဒီအာယုံကျောလေးတွေကဘေးကိုဖြာသွားတဲ့အပိုင်းတွေပေါ့အထူးသဖြင့်ဒီအာယုံကျောဖြာသွားတဲ့အပိုင်းလေးကိုဖိမိပြီးတော့ရတဲ့ဝေဒနာတွေခံစားရတာကိုကြီးပေါင်းယောဂလို့ခေါ်လိုက်တာပါပဲအဲ့တော့ဒီအင်္ဂလိပ်လိုအနေနဲ့ကြီးပေါင်းယောဂဆိုတာ spondylosis လို့ခေါ်ပါတယ်ဟုတ်လားဒီလေဘင်းမှာကြီးပေါင်းတက်မယ်ခါယိုကြီးပေါင်းတက်မယ်ကြောရိုးကြီးပေါင်းတက်မယ်ခါယိုနဲ့ကြောရိုးကတော့တွဲခေါ်လို့လည်းရပါတယ်နောက်ဒူးကြီးပေါင်းပေါ့နော်အဲ့ဒါလည်းရှိမယ်၃မျိုးအကြမ်းမြင်အဖြစ်ပြောလို့ရပါတယ်ဒီလက်တွေတောင်စစ်တွေပခုံးတွေမှာတော့ကြီးပေါင်းတက်တာရှားပါတယ်ဘာဖြစ်လို့လဲဆိုတော့တို့ကဝိတ်ကိုထမ်းထားတဲ့အပိုင်းတွေမပါလို့ပေါ့နော်ဝိတ်ကိုထမ်းထားတဲ့အပိုင်းတွေမှာပဲကြီးပေါင်းတက်ဖို့အကြောင်းများပါတယ်အဲ့တော့ဒီခါးစစ်ရုံမှာဆိုလို့ရှိရင်ဒီခါးစစ်ရုံတစ်ခုနဲ့တစ်ခုကြားမှာဝါရှာလေးတွေရှိပါတယ်ဒီဝါရှာလေးတွေကဒီအယုံတူလေးတွေပေါ့နော်အဲ့ဒီအယုံလေးတွေကပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒီအယုံလေးတွေကအမြဲတမ်းဟိုကစားလို့ရတာပေါ့အယုံလေးတွေကဝါရှာလေးခံပြီးအဲ့ဒီဝါရှာလေးရပဲဖိအားကိုထိန်းထားပေးတာပေါ့ကြားလာတဲ့အခါကျတော့ဒီအယုံလူလေးတွေကဟိုဖိပါများလာတဲ့အခါကျတော့နည်းနည်းလေးညံ့လာတယ်အဲ့ဒီရပဲထပ်ဖိလို့ရှိရင်ရှေ့ကိုကျွံထွက်လာတယ်ပေါ့နော်ဒီဘူးလေးကအဲ့ဒီပို့ပြီးတော့ထွက်လာလို့ရှိရင်ဒီမှာဖိမိလာပြီးဒီဘေးမှာဒီကြားလေးကသွားတဲ့အာရုံကြောလေးကိုသွားဖိတော့မှာအဲ့ဒီပို့ပြီးတော့ဖိအားများလာလို့ရှိရင်ဒီကောင်လေးပြားချက်လာမယ်ဒီတစ်ခုနဲ့တစ်ခုကြားမှာခံထားတဲ့ဝါရှာလေးတွေကအဲ့တော့အဲ့လိုပြားချက်လာတဲ့ခါကျတော့အယိုးနှစ်ခုကပုတ်မိတဲ့ခါကျတော့ဘေးမှာအတက်ကလေးတွေထွက်လာတယ်ဒီဟာလေးကိုဒီအတက်ကလေးလို့ခေါ်ပါတယ်အဲ့ဒီအတက်ကလေးတွေကနေပြီးမှဒီဘေးကိုဖြာသွားတဲ့အာယုံကြောလေးတွေကိုသွားဖိမိတဲ့အတွက်ဝေဒနာတွေခံစားရခြင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့ဒီ level ကြီးပေါင်းပေါ့နော် cervical spondylosis များသောအားဖြင့်တော့အသက်ကြီးတဲ့လူတွေမှာဖြစ်တာများတယ်ဟိုအသက်ငယ်တဲ့လူမှာလည်းဖြစ်နိုင်ပါတယ်
အသက်ကြီးတဲ့လူကပိုဖြစ်တာပါအများသောအားဖြင့်တော့ဒီအသက်60ကျော်တွေမှာဖြစ်တယ်နောက်အယိုးအစစ်လေးရောင်ရမ်းသွားတယ်ပုကတ်သွားတယ်အဲ့တော့မာသွားတာပေါ့အဲ့လှုပ်ရှားလို့ရှိရင်ပို့ပြီးတော့နာလာတာပေါ့နော်အဲ့တော့အကြောင်းရင်းအနေနဲ့အကြမ်းပြင်းပေါ့နော်ဒါဟိုအကြမ်းပြင်းအနေနဲ့ဆိုရင်တော့9ချက်လောက်ရှိတယ်ပေါ့ပထမတစ်ခုကတော့ bone spurs လို့ခေါ်ပါတယ်ဒီခုနပြောတဲ့အယိုးဟာလေးတွေကကျွန်တော်တို့ဒီဖနှောင်ရိုးမှာတစ်ခါလေးဟိုအယိုးတက်လေးထွက်တော့ကြားဦးမှာပါအဲ့လိုပဲဒီအယိုးလေးတွေကခုနလိုမပြားမချက်ပေမဲ့လေသူ့လိုလိုကအသက်ကြီးလာလို့ရှိရင်အယိုးအစစ်ကလေးတွေမှာအယိုးတက်ကလေးထွက်လာပါတယ်အဲ့ဒါကြောင့်မို့လဲအောင်ကျော်လေးကိုဖိမိပြီးတော့နားနိုင်ပါတယ်နောက်တစ်ခုကတော့ dehydrated spinal disc ဆိုတဲ့ခုနရိုးစက်ပြားလေးတွေအယိုးနုလေးတွေကတကယ်တမ်းပြောလို့ရှိရင်တော့ jelly ဟာမျိုးလေးတွေပဲ jelly ထူထူလေးတွေပေါ့နော်အဲ့ဒါလေးတွေမှာချောစီလေးတွေပါတယ်အဲ့ကောင်လေးတွေရတဲ့တခါလေးအစီကဲလေးကခြောက်သွားတဲ့ခါကျတော့အယိုးနှစ်ခုပုတ်တယ်ပုတ်မိလို့ရှိရင်လေဒီပို့ပြီးတော့နားလာတယ်ပေါ့နော်ဒါတွေကလည်းအသက်40ပတ်ဝန်းကျင်မှာဖြစ်နိုင်ပါတယ်ဒါခုနပြောတဲ့ဟာလေးတွေကိုပြတာပါဒါဒီကြားထဲမှာအယိုးလေးတွေကဒီမှာစပါဆိုတဲ့အတက်ကလေးထွက်လာတယ်အဲ့မှာကြားမှာရှိဒီအောင်ကျော်လေးတွေကိုတောက်ဖိမိရဖြင့်ဝေဒနာခံစားရတာပါနောက်တစ်ခုဖြစ်နိုင်တဲ့အကြောင်းကတော့ herniated disc ပေါ့နော်ဒီခုနပြောတဲ့ဒီဝါရှာလေးတွေကပထမဆုံးအယိုးပုံမှာပါပါတယ်ဟိုကျွန်းထွက်လာတာပေါ့ကျွန်းထွက်လာတဲ့ခါကျတော့ तू ကတကယ်တမ်းပြောလို့ cushioning material ဆိုတော့ကျွန်းထွက်လာပြီးတော့ပေါက်ပြဲပြီးတော့အဲ့ဒီဟာလေးအရည်လေးတွေသို့မဟုတ်လေ jelly လေးတွေကဒီဘေးမှာဖြာထွက်သွားတဲ့ nerve ကြောလေးတွေကိုဖိမိပြီးတော့လက်မောင်းတို့လက်ဖြံတို့မှာထုံကျင်ပြီးတော့ဖြစ်လာပါတယ်နောက်တစ်ခုကတော့အကြောင်းကတော့ဒီလေဘင်းကိုဓာတ်ရိုက်ခိုင်းမိတာပေါ့နော်ကားပေါ်ကပြုတ်ကြတာစိုက်ကယ်ပေါ်ကပြုတ်ကြတာအဲ့မှာလေဘင်းကိုဓာတ်ရိုက်ခိုင်းမိလို့ရှိရင်လေ तू ကဓာတ်ရိုက်ဖြစ်တာမဟုတ်ပေမဲ့ तू ဖြစ်လို့ရှိရင်ဒဏ်ရှိလို့ရှိရင်အယိုးကြီးပေါင်းတက်တာကိုပို့ပြီးတော့မြန်ဆန်ပြီးတော့ဝေဒနာတွေခံစားရပါတယ်နောက်တစ်ခုကတော့ ligament stiffness ဒီအယိုးတစ်ခုနဲ့တစ်ခုဆက်တဲ့ဘေးမှာရှိတဲ့ muscle လေးတွေသို့မဟုတ်လဲကြွက်သားလေးတွေရုပ်ကလေးတွေကတဖြည်းဖြည်းနဲ့ကြာလာတဲ့ခါကျတော့မာကြောလာပြီးတော့လှုပ်ရှားခက်လာပါတယ်အဲ့မှာလဲတင်းကျပ်ဖြစ်ပြီးတော့နာလာနိုင်ပါတယ်နောက်တစ်ခုကတော့ overuse ဒါကတော့ဒီအသုံးများတဲ့ဟာတွေပေါ့နော်အလေးပင်မာတာစောက်လို့ရည်သမားတွေမှာဒီလက်ပင်ရိုးပေါ်ကိုပို့ပြီးတော့တက်ရောက်မှုအားတွေများလာလို့အယိုးတွေကိုပို့ပြီးထိခိုက်လာနိုင်ပါတယ်နောက်တခြားအကြောင်းရင်းတွေပေါ့ဒါဒီကြီးပွားယောဂါလည်း family history ပေါ့မိသားစုမှာရာဇဝင်ရှိလို့ရှိရင်လေမျိုးစင်ဆက်ရှိခဲ့လို့ရှိရင်လည်းရှိနိုင်တယ်လို့ဆိုပါတယ်နောက်ဆေးလိပ်တောက်သုံးတဲ့လူတွေမှာတော့ပိုဖြစ်နိုင်တယ်ဆိုတာဒီဆေးလိပ်တောက်လို့ရှိရင်တော့ဒီအယိုးအစစ်တွေကပိုပြီးတော့ပျက်စီးမှုများတယ်ဆိုတဲ့ theory ရှိထားပါတယ်နောက်တစ်ခုအဝလွန်တဲ့လူတွေမှာလည်းဒီ PR တွေများတဲ့ပေါ့ PR ဆိုတာ weight တွေများတဲ့အတွက်အယိုးတွေကပိုပြီးတော့စားပြီးတော့ဒီအယိုးကြီးပေါင်းကိုပိုပြီးတော့စိုးစေပါတယ်နောက်အလှုပ်ရှားနေတဲ့လူတွေမှာပေါ့နော်အဲ့တော့လက္ခဏာဘာဖြစ်လာမလဲအဲ့တော့လေဘင်းကြီးပေါင်းအနေနဲ့ပခုံးတစ်ဝိုက်မှာနားမယ်လက်မောင်းလက်ချောင်းလေးလည်းကျင်းမယ်အထိုင်ထားတို့ဟုတ်လားရုပ်တရက်ထိုင်လိုက်ရင်ထားလိုက်ရင်ကုန်းလိုက်ရင်ကွာလိုက်ရင်ဘာမှမဟုတ်ပေမဲ့လက်ချောင်းလေးဆုပ်လိုက်ရင်ကိုဒီပခုံးတစ်ဝိုက်သို့မဟုတ်လေဘင်းတစ်ဝိုက်မှာဟိုဘက်ဒီဘက်လှည့်လိုက်ရှင်လည်းအာယုံကြောတွေညှက်မိပြီးတော့နားနိုင်တယ်အဲ့တော့ဒီလက်ဒီပစ္စည်းတစ်ခုဆုပ်လို့ရှိရင်အားမရတော့ဘူးနဲလာမယ်လက်မောင်းကြွသားတွေယော့လာမယ်တင်းလာမယ်နားလာမယ်ပေါ့နော်တချို့ကြလည်းခေါင်းတွေပါကြိုက်လာတယ်နောက်စိတ်မှာပိုကြိုက်တယ်လို့ပြောပါတယ်အဲ့တော့ပကုံးနဲ့လက်မောင်းမှာထုံကျင်တယ်တခါလေကျတော့ဒီလက်မောင်းမှာဒီလေဘင်းမှာရှိတဲ့အာယုံကြောတွေကအောက်ဘက်ထိဆင်းနိုင်တဲ့အတွက်တချို့ကြလည်းခြေစလုံးထိတစ်ချမ်းလုံးထုံနေကျင်နေဆိုတဲ့သဘောလေးပါသွားတတ်ပါတယ်ဒါခုနလေဘင်းကြီးပေါင်းမှာဖြစ်တော့ဂုံးမှာနားတယ်အာယုံကြောတွေညှက်တမိတယ်အဲ့တော့ဘေးကိုဖြာသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါနောက်ခုနခါးကြီးပေါင်းပေါ့နော်ခါးကြီးပေါင်းကတော့ဒီကြာလို့ရှိရင်တော့ तू ဒီနာတာရှည်ယောဂတစ်ခုပါပဲ तू ကလည်း तू ဒီခါမှာရှိတဲ့အာယုံကြောတွေညှက်မိပြီးတော့ခြေထောက်ထိပြန့်နှံ့သွားတယ်ဟုတ်လားနောက်တစ်ခုဒီ sciatic nerve ဆိုတဲ့ကျွန်တော် nerve ကြောမှာရှိတယ်ပေါ့နော်ဒီခြေပြားထိပို့ပြီးတဲ့ nerve ကြောမှာကိုသွားဖိမိလို့ရှိရင်လည်းတင်ပါးတွေပေါင်တွေခြေချောင်းတွေထိဒီနာကျင်မှုကိုစီးဆင်းသွားတာတယ်အဲ့ဒါကို sciatica လို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်ထုံနေကျင်းတယ်အဲ့နဲ့ဆုလို့နားတယ်လှုပ်ရှားရတဲ့ကိုတအားနာလာပါတယ် तू စဒီလမ်းလျှောက်ခါစားမှာနားတယ်ညာနားလိုက်ရင်တော့ပျောက်သွားတာများပါတယ်ဒါခုနပြောတဲ့ခါကြီးပေါင်းကနေပြီးတော့အောက်ပိုင်းကိုဖြာသွားတဲ့ဒီ sciatica ဆိုတဲ့ nerve လေးကအောက်ထဲကိုဆင်းသွားတယ်ဆင်းသွားပြီးတော့ဒီဖနှောက်ထိတချို့ကျတော့ဖနှောက်ထိနားတယ်လို့ဆိုပါတယ်အဲ့တော့ဒီခါကြီးပေါင်းတက်လို့ရှိရင်ခြေထောက်တစ်ဖက်လုံးပျော့သွားတယ်တိတ်ပြီးတော့ပြင်းပြင်းထန်ဖိလို့ရှိရင်တော့တချို့စီးရီဝန်းနေမထိနိုင်တော့ပါဘူးနောက်ပေါင်နှင်းကြောနေရာကိုကျွန်တော်တို့ကဒီ central anesthesia ပေါ့မြင်းကုန်းကြီးပေါ့ပေါင်နှင်းကြောနေရာတွေထုံနေကျင်းတယ်နောက်တချို့တွေကတော့ဒါကတော့ဒီထဲမှာစာရင်းတွေရေးထားတာပါတချို့တွေဆိုအုံနောက်အမွှေးရောင်တို့ဘာလို့နဲ့ရောသွားမှာဆိုတော့တချို့တွေဖျားလာမယ်ဟ
ဟုတ်လားအောက်ပိုင်းနေလေးအောက်ပိုင်းနေပျော့ခွေသွားမယ်ဆိုလို့ရှိရင်အုံနောက်အမွေးရောင်နဲ့ရောမှာဆိုလို့သတိထားပြီးတော့အရေးပေါ်ဌာနပို့ရမယ်ဆိုတဲ့ဟာကိုဒီထဲမှာထည့်ရေးထည့်ပေးထားတာပါတကယ်တော့ကြီးပေါင်းယောဂအဲ့လိုမဖြစ်တတ်ပါဘူးဒါခုနပြောတဲ့ခါကြီးပေါင်းကနေပြီးတော့အောက်ပိုင်းကုန်းဒီတဝိုက်ဒီမှာတအားကြီးနာကျင်ပြီးတော့ဟိုထုံကျင်သွားပြီးအောက်ထိထုံကျင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါယောဂစသက်တဲ့နေရတော့အဓိကတော့ဓာတ်မှန်ရိုက်တာပေါ့နော်ဓာတ်မှန်ရိုက်ရင်တော့ဒီ spa ဆိုတဲ့ဟိုအတက်ကလေးတွေပဲတွေ့နိုင်ပါတယ်နောက် CT scan လည်းရိုက်နိုင်ပါတယ်နောက်ဒီတန်လိုက်ဓာတ်မှန်ပေါ့နော် MRI လည်းရိုက်လို့ရပါတယ်တချို့တွေကျတော့ဒီကြောရိုးမာကြီးကိုဆေးထိုးပြီးရိုက်တဲ့ဓာတ်မှန်ပေါ့နော်အဲ့ဒါ myelogram လို့ခေါ်ပါတယ်အဲ့ဒါလည်းရိုက်ပြီးတော့ CT scan နဲ့ပြန်ကြည့်ရတာပါပဲတချို့တွေကျတော့ electromyogram ဆိုပြီးတော့လည်းနိုင်ငံခြားမှာတော့ရှိပါတယ်ဒီမှာတော့ဒါတွေမလုပ်နိုင်ပါဘူးဒီမှာကတော့အဓိကတော့ X-ray ရဲ့ CT scan ရဲ့ MRI ဆိုတဲ့တန်လိုက်ဓာတ်မှန်ရဲ့အဲ့ဒါပဲလုပ်နိုင်ပါတယ်ဒါတန်လန် CT scan ကိုရိုက်ပြထားတာပါဒီအယိုးဆက်လေးရဲ့ဂျားမှာအတက်ကလေးထွက်သလားမထွက်လားဆိုတာမြင်ရအောင်ပြောတာပါအဲ့တော့ကုသနေရတော့အကြမ်းမြင်အဖြစ်တော့ဒါလေ့ကျင့်ခန်းပထမဆုံးကတော့ဒီအကြိုက်ခဲကြောက်ဆေးတွေပေါ့လေပြီးမှဒါ physiotherapy ပေါ့ဒါလေဘင်းနဲ့ပခုံးမှာရှိတဲ့ကြွသားတွေကိုဆွတ်ဆန်ပေးခြင်းအဖြစ်နာကျင်မှုတက်တာစေမယ်အဲဒါကြောင့်မို့ neck traction ဆိုတဲ့လေဘင်းဆွဲတာတို့တမလေဘင်းမှာရှိတဲ့ကြွသားတွေတက်တာအောင်ခုနလို neck collar ခေါ်တာပေါ့လေဘင်းကောလာလေးတက်ပေးတာတို့ပြီးနိုင်ပါတယ်။နောက်ဆေးဝါးတွေအနေနဲ့တော့ master relation ပေါ့ကြွသားတွေပြော့တဲ့ဆေးတွေသို့မဟုတ်လဲ NSAID ခေါ်တဲ့အနာကျင်ကိုတက်တာတဲ့ဆေးတွေဒီအရက်ထဲမှာခေါ်တဲ့ Alexan တို့ Gofen တို့ဒါဆိုမလဲရိုးတာမအကက်ခဲပြောက်ဆေးဒီ Biogesic တို့ Lansan တို့ဒါတွေကလည်းအတော်တန်းတော့တက်တာစေပါတယ်။ကျန်တဲ့ anti-leptic drugs ဆိုတာကနည်းနည်းဒီအာရုံကြောကိုတီးသန့်ပေးတဲ့ဆေးတွေပေါ့နော်။ Gabapentin လို့နောက်အာရုံကြောဆေးတွေ Navolin တို့ဒါတွေလည်းပေးနိုင်ပါတယ်။ဒါ steroid injection ဆိုတာတော့ဒီခါယိုးတဲ့ကိုဒီ steroid ဆိုတဲ့ဆေးတစ်မျိုးအယောင်ကြာစေးထိုးတဲ့နီးပေါ့နော်အဲ့ဒါကတော့တကယ်ဟိုအယိုးဆရာဝန်ကြီးတွေပဲသုံးလို့ရပါတယ်နောက် narcotic ဆိုတာကတော့မူရစ်ဆေးဝါးနဲ့ပတ်သက်လို့ပြောပြမယ်လေတကယ်တိတ်နာတဲ့လူကျတော့ အော်နေရတဲ့လူဆိုလို့ရှိရင်တော့ codeine တို့ tramadol တို့ပေးလို့ရပါတယ်အဲ့တော့ဒါ traction ကိုပြတာပါ level ကြီးပေါင်းတွေအတွက် level ဟို traction ဆွဲလို့ရပါတယ်သို့မဟုတ်လဲ level collar ပေါ့နော် collar လေးတက်ပြီးထားလို့ရပါတယ်ဒါကတော့ collar တွေလည်းအကြာကြီးတော့တက်လို့မရဘူးပေါ့လေဒါပါ15မိနစ်တက်ခဏဖြုတ်သို့မဟုတ်တနားရီတက်ခဏဖြုတ်အမြဲတမ်းတက်လို့ရှိရင်လေတော်ကြီးထုံကျင်သွားတတ်ပါတယ်တက်လိုက်ဖြုတ်လိုက်ဆိုပြီးတော့သူကကိုလိုသလိုချင်းချင်းပေးရပါတယ်နောက်တိတ်ကိုလုံးမသက်တာဘူးဆိုလို့ရှိရင်တော့ဒီတိတ်ပြင်းထန်လာတယ်ပေါ့အဲ့ရထဲမှာလဲရလောက်အောင်ဟုတ်လားတော်အော်နေရလောက်အောင်နာနေရလောက်အောင်ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းကိုယ့်ရဲ့နေတူကအင်တာလေးပါလေးတက်ရလောက်အောင်မရအောင်ကိုဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါခွဲစိတ်တဲ့နည်းကိုတော့ရှိပါတယ်အဲ့ဒါခါကြီးပေါင်းကိုလည်းခွဲစိတ်လို့ရတယ်ဒူးကြီးပေါင်းကိုလည်းခွဲစိတ်လို့ရတယ်ဒူးစားထုတ်လို့လည်းရတယ်ဒီဘက်ခက်မှာဟိုလေဘင်းကြီးပေါင်းကတော့ခွဲစိတ်ခဲပါတယ်အိမ်မှာဆိုလို့ရှိရင်တော့ခုနပြောတဲ့ဒီအကြိုက်ခဲပြောက်ဆေးတွေသုံးနိုင်တယ်ကျက်တို့ထိုးပေးနိုင်တယ်အပူကပ်ပေးနိုင်တယ်အေးကပ်ပေးနိုင်တယ်ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ပေးနိုင်တယ်ဒါဒီမာစတာဒီပျော့သွားတာကိုပြန်ပြီးတော့ကောက်အောင်ပေါ့နော်ဒါခုနပုံလေးပြတာတော့ဒါကျက်တို့ထိုးပေးတဲ့သဘောဒါဟိုအယူကြီးပေါင်းအတွက်ခေါင်းလေးလာတဲ့ဆိုတဲ့သဘောပြတာပါဒါလေ့ကျင့်ခန်းလေးလုပ်နိုင်တယ်ဆိုတော့ဒါများသောအားဖြင့် physiotherapist ခေါ်တာပေါ့နော်ဒီဓာတ်နိဌာနတွေဟိုပြန်လဲတန်ဆွမ်းရေးဌာနတို့အဲ့ဒီတွေမှာလေ့ကျင့်ခန်းတွေလုပ်ရင်ပို့ရပါတယ်ဒါခုနခါကြီးပေါင်းအတွက်ကပတ်ပေါ့နော်အဲကပတ်လေးပတ်ထားလို့ရှိရင်ခါကိုမမတ်ထားတဲ့အဓိပ္ပာယ်ပါပဲဒီပေါ်မှာဝိတ်ကိုတက်နိုင်တဲ့များထိန်းလို့ရအောင်ပေါ့ရှေ့ကိုခါကိုကုန်းမသွားအောင်နောက်ကိုလန်မသွားအောင်ထိန်းထားပြီးတဲ့သဘောပေါ့နော်အဲ့တော့နောက်တစ်ခုကလည်းဟိုခါကပတ်မှာပဲဆွဲထားပြီးတော့ဟိုဒီညက်နေတဲ့ဝါရှာလေးတွေနည်းလေးကွာသွားအောင်လုပ်ပြီးတဲ့သဘောပါပဲဒါလည်း track ဒီလေ့ကျင့်ခန်းလုပ်ပြီးတဲ့သဘောဒါဒီဘက်ကပုံကတော့ဒါအာယုဗေဒဆိုတဲ့သူတို့ဒါအင်တာနက်ထဲမှာပါလို့ကူထည့်ထားတာပါဟိုတိုင်းရင်ဆေးပေါ့နော်ဒါခါကြီးပေါင်းအတွက်သူတို့ရဲ့ဟိုရိုးရာဆေးတွေသို့မဟုတ်လည်းပြားရည်တို့ဘာလို့နေမှာပေါ့လေဒါဘူးတုဒအနေနဲ့ဘာပါမှန်းတော့ကျွန်တော်လည်းမသိဘူးပေါ့ဒါတိုင်းရင်ဆေးအနေနဲ့သူတို့ကုထုံးရှိတယ်ဆိုတာကိုပြောပြတာပါဒါကတော့ခုနကြောနဲ့ဒီခါယိုးကြီးပေါင်းနဲ့ပတ်သက်လို့လေ့ကျင့်ခန်းတွေပေါ့နော်ဒါကတော့ဟိုအိမ်မှာလုပ်တဲ့ရတာရှိတယ်လို့ဟိုဒီဌာနဒီ physiotherapy ဌာနတို့ rehabilitation ဌာနတို့အဲ့ပြန်လဲတန်ဆွမ်းရေးဌာနတွေမှာတွားပြီးတော့လေ့ကျင့်ခန်းတွေသူတို့နီးစနစ်နဲ့လုပ်လို့ရှိရင်လည်းရပါတယ်ဒါကတော့ဒီ spondylosis ရှိသလားရှိလို့ရှိရင်ဓာတ်မှန်ပဲရကြည့်ပြီးလို့ရှိရင်ခေါ်တာစိတ်ဓာတ်တွေလုပ်ပြီးရင်ကောင်းသွားတယ်ဆိုတော့ဒါကုရင်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုကြောက်စရာမဟုတ်ဘူးဒါကုလို့ရှိရင်ရတယ်နီးစုံလမ်းစုံရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါဒါလေးကခုနပြောတဲ့အဆက်တဲ့နီးလည်းရှိတယ်ဒါရိုးရာနီးတွေအများကြီးရှိတာပေါ့ဒါကတော့ဒီဘက်ကပုံလေးကတော့ဒီဟိုဘာခေါ်လဲကျင်စက်လေးတွေနဲ့ဘက်ထရီအိုးလေးနဲ့ဘက်ထရီနဲ့တွားပြီးတော့ကျင်စက်လေးနဲ့ကျင်အောင်လုပ်ပြီးတော့ဒီ
ကြွသားလေးတွေမာဆယ်လေးတွေဟိုတန်ဆွမ်းအောင်ပြီးအောင်လုပ်ပြီးတဲ့အဓိပ္ပာယ်ပါပဲဒါခုနပြောတဲ့ခါယိုတဲ့ကိုဟိုစတီရိုက်ထိုးတဲ့နီးပေါ့နော်ဒါလည်းရှိပါတယ်ခုနဒီခါယိုမကြီးအောင်ကြောကြတဲ့စတီရိုက်ဆိုတဲ့အယောင်ကြာသေးထွက်တဲ့ခါကျတော့ဒီ nerve တွေကရဲ့နံရံလေးကအယောင်ကျသွားပြီးတော့ခုနထုံနာကျင်နာတွေတက်တာစီတယ်ပေါ့နော်ဒါလည်းအယိုးဆရာဝန်ကြီးတွေကုမှာပဲရတဲ့နီးပါပဲအဲ့တော့ဒါကဒီ PowerPoint နဲ့ပြတဲ့နီးပေါ့နော်နောက်စာအရကျွန်တော်နည်းနည်းပြောချင်ပါသေးတယ်အဲ့တော့ခုနပြောပြီးပါပြီဒီအယိုးကြီးပေါင်းဆိုတာဒီ rheumatology ဆိုတဲ့အယိုးအဆစ်ယောဂတွေကယောဂတစ်ခုပေါ့နော်အဓိကကတော့အသက်ကြီးလာတဲ့အခါအယိုးအဆစ်တွေကိုအသုံးပြုတာများလာတဲ့အခါအယိုးအဆစ်တွေကပွန့်ပဲ့ပြီးတော့အတက်လေးထွက်လာတယ်အဲ့ဒါကို degenerative bone disease လို့ခေါ်တယ်တကယ်ကတော့ဟိုယိုယွင်းလာတဲ့သဘောပေါ့နော်ဟိုအသက်ကြီးလာလို့ဖြစ်တာပေါ့အဲ့တော့သူ့ရဲ့ mechanism ခေါ်သူ့ရဲ့ဖြစ်စဉ်လေးကိုပြောရမယ်ဆိုလို့ရှိရင်ဒီအယိုးနှစ်ခုစစ်တဲ့နေရာမှာဒီဝါရှာလေးအသေးသေးလေးရှိတယ်ခုနလည်းပြခဲ့ပါတယ်အဲ့ဝါရှာအယိုးနုလေးတွေအဲ့ဒီအယိုးနုလေးတွေကအပေါ်နဲ့အောက်နဲ့ weight ကိုအောက်ကရိုးကိုမစားအောင်အောက်ကထိမ့်ဒီဝါရှာလေးထိမ့်ပေးထားတဲ့သဘောစပရိန်လေးပဲအဲ့တော့အသက်ကြီးလာတဲ့ခါတော့မဟုတ်သူ့ကိုအသုံးများလာတဲ့ခါမှာဒီအယိုးနုပြားလေးကစားသွားတယ်စားပြီးပြားသွားတယ်ဒါသူ့ရဲ့မျက်နှာပြင်နှစ်ခုကပုတ်မိတယ်တိုက်မိတယ်အဲ့တော့မျက်နှာပြင်နှစ်ခုမှာအယိုးလေးကအကြောင်းထပ်လာတယ်အဲ့ဒါကိုပြန်ဆက်ဖို့အတွက်သဘာဝတရားအယိုးကိုပြန်ဆက်ပေးရတယ်ပေါ့ကျွန်တော်တို့ဒီအယိုးတွေအယိုးမဟုတ်ဘဲနဲ့တန်ချောင်းတစ်ခုတောင်မှတကယ်လို့ကျိုးတယ်ပြုတယ်ဆိုလို့ရှိရင်ဝရင်စောရတယ်အဲ့လိုဝရင်စောလို့ရှိရင်အဖုထစ်လေးပါလာတယ်အဲ့လိုပဲဒီခုနအယိုးလေးအပ်တဲ့နေရာမှာသဘာဝတရားထုတ်ပေးတဲ့အယိုးကိုဟိုဖြစ်စေတဲ့ဟိုအယိုးအသစ်ကလေးတွေအဲ့ပေါ်မှာလာပြီးတော့အနေထိုင်ပေးရတယ်ကျွန်တော်တို့အယိုးကျိုးလို့ရှိရင်ကြောက်ပတ်တီးစီးတယ်တို့ဟိုဘာခေါ်လဲစတီးချောင်းထဲ့တယ်တို့ဆိုတာတကယ်တမ်းကအယိုးကိုဆက်အောင်လုပ်ပေးတာမဟုတ်ဘူးသူတို့ကိုညင်အောင်လုပ်ပေးတာအယိုးကိုဆက်တာခန္ဓာကိုယ်မှာသူ့ရဲ့သဘာဝတရားသူ့ဘာသူပြန်ဆက်ပေးတာအဲ့တော့အဲ့ဒီအယိုးလေးရေအသက်ကလေးတွေကဒီအကြောင်းလေးတွေမှာလာပြီးအနေထိုင်တဲ့ခါကျတော့အတက်ကလေးထွက်လာတယ်အဲ့ဒီအတက်ကလေးတွေကသွားပြီးတော့ညှမ်းပြီးလို့နာတာဖြစ်ပါတယ်ဒါက degenerative bone disease ဆိုတဲ့ဟိုခန္ဓာကိုယ်ရဲ့ယိုယွင်းလာပြီးတော့အသက်ကြီးလာတဲ့သဘောရဲ့ဖြစ်စဉ်လေးတွေပါပဲအဲကြောင့်မို့လို့ဒီအယိုးကြီးပေါင်းယောဂရဲ့ဖြစ်စဉ်ကိုပြန်ပြီးတော့ခြုံငုံပြောရရင်တော့ပထမတစ်ချက်အနေနဲ့အယိုးနုရဲ့စွမ်းအားဒါကိုပြောရလို့ရှိရင် quality ခေါ်တာပေါ့နော်အယိုးနုရဲ့ quality တွေကကျသွားတယ်အသက်ကြီးလာတော့သူ့ရဲ့ဟိုတဘာဝတရားလေးကျသွားနောက်တစ်ခုကအယိုးစစ်ပေါ်မှာပုံမှန်ထိန်းထားတဲ့အားထက်ပိုများလာတဲ့ weight တွေတက်ရောက်မှုတွေရှိလို့ဒီယောဂတစ်ခုရလာတယ်နောက်တစ်ခုကအစတွေကယောဒီအယိုးစစ်ယောဂရှိပြီးသားသို့မဟုတ်ဒဏ်ရာရပြီးတဲ့လူတွေဆိုလို့ရှိရင်တော့ဒီအကြီးပေါင်းယောဂပိုဆိုးစေတာပေါ့ဒီအချက်၃ချက်ကြောင့်ဒီအကြီးပေါင်းယောဂရကြတာများပါတယ်အဲ့တော့ဒီကြီးပေါင်းယောဂခုနပြောပြီးပြီ၃ချက်ရှိတယ် spical spondylosis လေပင်ကုတ်ကြီးပေါင်းလို့ခေါ်တယ် lumbar spondylosis ခါကြီးပေါင်းနောက်ခုန osteoarthritis knee ဒူးကြီးပေါင်းများသောဖြင့်ဒီ၃နေရာပဲကြီးပေါင်းယောဂဖြစ်မယ်အဲ့တော့ဒါကြောင့်ဒီဟာတွေဖြစ်စဉ်ရပဲအားလုံးလူတွေဒီအသက်ကြီးတဲ့လူတွေကခံစားနေရတာပေါ့နော်အဲ့တော့ spiral spondylosis ကဘယ်လိုလူမျိုးတွေပြန်ဖြစ်တယ်လဲအဓိကတော့လေပင်ဂုံးနဲ့အသုံးများတဲ့လူတွေအခုလောလောဆယ်ဖြစ်နေကြတာတော့ကွန်ပျူတာသမားတွေကွန်ပျူတာကြည့်တဲ့လူတွေများတယ်စာအုပ်ဖတ်တာများရင်နောက်အခုပို့ဆိုလာတာဖုန်းပေါ့နော်ဖုန်းပုတ်တဲ့ game ကစားတယ်အဲ့ထဲမှာဒီဖုန်းထဲမှာဂွေတွေတိတ်ဇက်ကားတွေထည့်ပြီးကြည့်လို့ရှိရင်ကြာတော့ဒီအကြောတွေတင်ပြီးတော့ဂုတ်ကြီးပေါင်းကသူတို့တွေမှာပို့ဖြစ်လာတယ်အဲကြောင့်မို့ဒီကွန်ပျူတာကြည့်တာတို့ဒီဖုန်းကြည့်တာတဲ့အကျင့်တွေကိုနည်းနည်းရှော့ဖို့လိုလာပြီပေါ့နော်နောက်တစ်ခုဒီဂုတ်ကြီးပေါင်းအနေနဲ့ဖြစ်ရတဲ့အကြောင်းကအပေါ်မှာ weight ထမ်းတဲ့ဟာတွေဘယ်သူတွေလဲဟိုခေါင်းပါတော့ဈေးတယ်တွေပေါ့နော်ခေါင်းပေါ်တင်ပြီးတော့ဈေးပန်းရပ်ပြီးတော့ရက်ထဲမှာလှည့်ပြီးရောင်းရတဲ့သူတွေနောက်တစ်ခုဒီစောက်လို့ရေလုပ်ငန်းလုပ်တဲ့အုတ်ထုံးသေးပယံတွေအပေါ်မှာအမြဲတမ်းရွက်နေရတဲ့ဟာတွေသူတို့ခင်ဗျာမှာလည်းဒီကြီးပေါင်းရောက်အောင်ပို့ပြီးတော့မြန်ဖြစ်စေတာပေါ့နော်အဲ့တော့ဒီခေါင်းကုန်းတဲ့အခါလှုပ်ရှားတဲ့အခါအိတ်တဲ့အခါမှာဒီဘေးမှာလေဘင်းနားမှာရှိတဲ့အယုတ်ကလေးတွေကသွားပြီးတော့ထောက်မိပြီးတော့နားတယ်ကျင်းတယ်ဒီလက်တွေပါကတ်သွားတယ်ဆိုလို့အားလို့စုပ်အားမကောင်းလို့ဖြစ်စေပါတယ်ဒါကဂုတ်ကြီးပေါင်းနဲ့ပတ်သက်တဲ့ဟာပေါ့နော်နောက်ခါကြီးပေါင်းဒူးကြီးပေါင်းဒါတွေကတော့လမ်းလျှောက်များတဲ့လူတွေမှာဖြစ်တယ်အတက်ဆင်းများတဲ့လူတွေတောင်တက်တဲ့ဟာတွေနောက်အသက်ကြီးလာတဲ့လူတွေအထိုင်ထအလေးပင်တွေများလောက်ရတဲ့လူတွေဒီအပြင်ဘာမှမလုပ်ပေမဲ့အဝလွန်တဲ့လူတွေပေါ့နော်အဝလွန်တဲ့လူတွေကတော့ automatic ကိုဒီကြီးပေါင်းတွေကိုပို့ဖြစ်စေပါတယ်သူတို့ကမနေ့အရထားလို့ရှိရင်တော့အကောင်းသွားလာလှုပ်ရှားပြီးလို့ရှိရင်ညနေကျတော့ပို့ဆိုးလာအောင်နားလာအောင်
ဒါပေမဲ့သူတို့ကနားလိုက်ရင်တော့ပျောက်သွားတယ်ဒီကြီးပေါင်းယောဂါတွေကအသက်ကြီးပြည့်သူမှာဖြစ်တာဆိုပေမဲ့အသက်ငယ်တဲ့လူတွေမှာမဖြစ်နိုင်ဘူးလားဆိုတော့လေအသက်ငယ်တဲ့လူတွေလည်းဖြစ်တာရှိပါတယ်တဲ့အဲ့ဒါများသောအားဖြင့်တော့တာဝေးပြေးတဲ့အားကစားသမားတွေတို့ဗော်လီဘောကစားတဲ့သူတွေတို့ဝိတ်မားတဲ့ဝိတ်တာတွေပေါ့လေဟိုအဆောင်ပြောတာမဟုတ်ဘူးပေါ့နော်ဒီဝိတ်ထမ်းတဲ့ဒီလေးမားတဲ့ဝိတ်တာတွေမှာဒီနောက်ပြီးတော့သို့မဟုတ်ငယ်ရွယ်နဲ့အယိုးစစ်ကိုဒဏ်ရာထိခိုက်ဒဏ်ရာရတဲ့လူတွေမှာလည်းငယ်ရွယ်နဲ့ဒီအယိုးကြီးပေါင်းတွေဖြစ်နိုင်ပါတယ်တဲ့အဲ့တော့ဒါတွေကိုသိဖို့ခုနဓာတ်မှန်ရိုက်ရင်တွေ့ရမယ်လို့ပြောပြီးတွေ့ရင်ဘာလေးတွေ့မလဲအယိုးစစ်ရဲ့တောင်းမှာအတက်ကလေးကိုတွေ့ရမယ်ဆေးကုရင်တော့ဒီအတက်ကလေးကပျောက်မှာတော့မဟုတ်ပါဘူးအတက်ကလေးကိုကုတာမဟုတ်ပါဘူးညက်နေတဲ့ဟာလေးတွေကိုတက်တာအောင်လုပ်တဲ့သဘောပါပဲအဲ့တော့ဒီအယိုးကြီးပေါင်းတွေကိုအရေးပေါ်ကုစရာမလိုပေမဲ့မကုဘဲထားရင်တော့ပိုပိုဆိုးသွားနိုင်တယ်အယိုးတွေစားသွားနိုင်တယ်အဲကြောင့်မို့ကုထုံးနေတယ်ပထမဆုံးကုထုံးကတော့ symptomatic management လို့ခေါ်ပါတယ်အနာတက်တာအောင်ဆေးတွေပေးမယ်ခုနတင်ပြသွားပါတယ်ဟုတ်လားဒီပုံမှန်တောက်ရတဲ့ဆေးတွေကဒီ Biogesic တို့ Lanstan တို့ Paracetamol တို့ဒါမှမရလို့ရှိရင် NSAID လို့ခေါ်တဲ့ Lexan တို့ဒီ Gofen တို့လက်ရှိတယ်နောက်သူ့ရဲ့မရလို့ရှိရင်ခုန Gabapentin တို့ဟုတ်လားရှိတယ်သူ့မှမရလို့ရှိရင်ပိုဆိုးလာရင်တော့ဒီ Tramadol တို့ပေးလို့ရတာပေါ့နော်ဒါကဆေးဝါးနဲ့ပတ်သက်လို့ပြောတာပေါ့နော်အဲ့တော့နောက်တစ်ခုဆေးဝါးနဲ့ပတ်သက်လို့ကဒီအယိုးနုလေးတွေကိုပြင်လို့မရတော့ဘူးလားဆိုတော့အဲ့တော့ဒီအယိုးနုလေးတွေကိုပြင်လို့ရတဲ့ဆေးလေးတွေလည်းရှိပါတယ်အဲ့တော့အဲ့ဒီဆေးလေးတွေကတော့ကျွန်တော်တို့ခုနပြောသလိုပဲအယိုးနုလေးတွေရဲ့ quality အရည်အသွေးကျသွားတာကိုပြန်ကောင်းအောင်လုပ်မှာအဲ့တော့အယိုးနုလေးတွေကိုဖြစ်စေတဲ့ကုန်ချမ်းတွေကိုကျွန်တော်ပြန်ရှာရတာအဲ့ကုန်ချမ်းတွေကဘာတွေလဲဆိုလို့ရှိရင် glucosamine တို့ chondroitin ဆိုတဲ့ဒီ chemical compound တွေပါတယ်ပေါ့နော်အဲ့တော့ရက်ထဲမှာတော့ဒါကြားဦးမှာပါ Nuflan တို့ဒါ Osteoflan Plus တို့ဒါတွေကဒီအယိုးနုကုန်ချမ်းလေးတွေအဲ့တို့ကဘယ်ကလောက်ထားတာလဲဆိုတော့ငမန်းတောင်တို့တရိတ်ဆန်တွေရဲ့အယိုးနုလေးကနေပြီးတော့ပြုပြင်ထားပြီးတော့ဆေးဝါးအနေနဲ့ဓာတ်စာပေါ့လေဒါကတော့တကယ်ဆေးဝါးအစစ်တော့မဟုတ်ပြီမလဲဓာတ်စာအနေနဲ့လုပ်ပေးထားတာပါဒါတွေကလည်းဒီအယိုးနုလေးကိုဖြစ်စေတဲ့ဆေးဆိုပေမဲ့ချက်ချင်းလက်ငင်းတက်တာတဲ့ဆေးတော့မဟုတ်ပါဘူးတို့က2လလောက်တော့မှအာနိသင်ရတာပါအဲကြောင့်မို့2လလောက်တောက်ပြီးတဲ့အချိန်ကျမှသူ့ရဲ့အယိုးနုလေးတွေရဲ့ပြန်လဲဖြည့်စွမ်းနိုင်တဲ့အားလေးတွေပေါ်လာတာပါသူတို့ကတော့ဘေးရက်ဆေးတို့စိုးကျိုးကတော့မရှိတော့ပါပဲဒါကဒီအယိုးနုကိုဖြစ်စေတဲ့ဆေးပေါ့နော်ခုနဝေဒနာတက်တာလုပ်ပြီးပြီအယိုးနုကိုဖြစ်စေတဲ့ဆေးတွေလည်းတိုက်ပြီးပြီနောက်ဘာနည်းရှိသေးသလဲအဲ့ဒါကတော့ပြန်လဲထူထောင်ရေးဌာန rehabilitation department သို့မဟုတ် physiotherapy department ပေါ့နော်အဲ့ဒီမှာသွားပြီးတော့လေ့ကျင့်ခန်းတွေလုပ်လို့ရပါတယ်အဲ့တော့ခါကိုမမတ်ထားမယ်ခေါင်းကိုမမတ်ထားမယ်ခါကိုဖျောက်ဖျောက်ထားမယ်ဟုတ်လားအထိုင်ထားတွေအလေးပင်တွေကိုယူဆိုင်မယ်နောက်ချီဖနက်ကိုလည်းဒီဘာခေါ်လဲဒီစိုးပြားလေးပြော့တဲ့မာတဲ့ဟာတွေမဟုတ်ဘဲနဲ့ပြော့လေးကိုစီးမယ်ဒေါက်ဖက်နက်တွေပဲမပါနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒါထိမ့်သိမ့်ပြီးသားဖြစ်မယ်ပေါ့နောက်ခုနပြောတဲ့လေမင်းကော်လာတွေကိုပတ်မယ်ကပတ်ကြီးတွေပတ်မယ်ဒူးစွတွေဆွတ်မယ်ဆိုလို့ရှိရင်လည်းဒါအယိုးကြီးပေါင်းတွေကိုတက်တာစေမယ်ပေါ့နောက်ပြီးတစ်ခါဒီလေ့ကျင့်ခန်းပေါ့ဒါ level လေ့ကျင့်ခန်းရှိမယ်ခါလေ့ကျင့်ခန်းရှိမယ်ဒူးလေ့ကျင့်ခန်းရှိမယ်အဲ့တော့ဒါကလေ့ကျင့်ခန်း3ခုပေါ့လေ level လေ့ကျင့်ခန်းကတော့ဒီ level ကြီးပေါင်းတက်တာတွေအတွက်လေ့ကျင့်ခန်းကတော့ကိုဒါ physiotherapist ကိုမသွားချင်နေဆိုရင်တော့ရက်ထဲမှာကျွန်တော်အိမ်မှာပေါ့နော်အိမ်မှာလုပ်တဲ့နေရာတော့သူတို့ဒီနှစ်ခုလက်တစ်ဖက်ကိုခေါင်းကိုတင်ထားမယ်နောက်ကို1 2 3 4 5 6 9 10 20 20အထိဟိုအားယူမယ်ပေါ့နော်ဒါကလေပင်ကြွသားတွေကိုပြန်ကောင်းအောင်လုပ်ပေးတာနောက်အဲ့လိုပဲလက်တစ်ခွက်ရှင်ပြီးတော့ရှေ့ကိုအားစိုက်ပြီးတော့ခေါင်းငုံတဲ့သဘောပေါ့နော်20လောက်အဲ့လိုပဲမနေ့ရက်နေ့ရက်ညတနေ့ကို20လုပ်လို့ရှိရင်ဒီမှာရှိတဲ့ကြွသားတွေကိုတက်တာစေပြီးတော့ဂုတ်ကြီးပေါင်းကိုတက်တာစေတယ်လို့ဆိုလိုပါတယ်ဒါကလေပင်ကြီးပေါင်းတော့ခါကြီးပေါင်းကတော့သူတို့ကတော့အိမ်မှာထုတ်တာတော့အလွယ်ဆုံးကတော့ခုနပုံနေတော့ပြသွားပါတယ်လွယ်လေးကတော့ပက်လက်အိတ်လိုက်ပါဖင်ကြွတဲ့နီးပေါ့နော်1 2 3 4အဲ့လို20လောက်ကြွပြီးတော့မနေ့တစ်ချိန်နေ့တစ်ချိန်ညတစ်ချိန်လို့ရှိရင်လေဒီခါကြီးပေါင်းကအတော်တန်တက်တာလို့ပြောပါတယ်နောက်တစ်ခုကတော့ဒူးလေးကျင်ငံပေါ့ဒူးကလည်းအတော်များများဖြစ်ကြတယ်လေဒူးလေးကျင်ငံကတော့သူတို့ကတော့ပြောရလို့ရှိရင်တော့ဒီဒူးရဲ့ဘေးကြွသားတွေကိုထိုင်ရမှာပေါ့နော်ဒူးကထိုင်လိုက်ပြီးတော့ဒီကြွသားတွေကိုဒီဘေးကိုတွန်းလာပေါ့နော်အဲ့ဒါကို20ဒီလေထားပြီးတော့ဒီအရှိကိုတွန်းလာ20အဲ့လိုလုပ်ပါတယ်နောက်တစ်ခုကတော့ထိုင်ရဲနဲ့ကြောက်ကိုဟိုရမ်းတာပေါ့နော်ဒါတအားကြီးနားတဲ့လူတော့ရမ်းပေါ့တိတ်မနာတော့ကောင်းလာပြီဆိုရင်သူကဒီခြေမျက်စိပေါ်မှာဒီဝိတ်လေး
တင်ပြီးတော့ပေါ့နော်တဲအိတ်လိုပါတင်ပြီးတော့မခိုင်းတာပေါ့နော်ဒူးကိုလေ့ကျင့်ခန်းလုပ်ခိုင်းတာပေါ့နော်အဲ့လိုအပြင်လည်းလုပ်လို့ရပါတယ်တဲ့နောက်တစ်ခုကတော့အဓိကအချက်ကိုပြောရမယ်ဆိုရင်တော့ weight ပဲတဲ့ weight ကိုတက်နိုင်သမျှချနိုင်ရင်တော့အကောင်းဆုံးပါပဲတဲ့အဲ့တော့သူတို့အရင်တော့ BMI ဆိုတာကြားဦးမှာပါဒီအရက်နဲ့ခန္ဓာကိုယ်ရဲ့အရက်နဲ့weight ဘာခေါ်လဲခန္ဓာကိုယ်အလေးချိန်ကိုအချိုးချထားတဲ့ဟာပေါ့နော်အဲ့တော့ BMI 25မကျော်ရင်တော့အကောင်းဆုံးပါပဲ20နဲ့25ကြားကိုထိန်းထားနိုင်တော့အကောင်းဆုံးပဲ25နဲ့30ကြားဆိုလို့ရှိရင်တော့ overweight လို့ခေါ်ပါတယ်30ကျော်လို့ရှိရင်တော့ obese ပေါ့ဝသွားပြီပေါ့ဒါမှမဟုတ်ဆိုလို့ရှိရင်တော့ဘလို့ပဲဒီဟာတွေကိုကျင့်သုံးနေ weight ကိုမချမချင်းရတော့ဒီရိုးကြီးပေါင်းကပျောက်ဖို့ကတော်တော်ခက်ခဲပါတယ်အဲ့တော့စေဝါလဲသုံးပြီးပြီလေ့ကျင့်ခန်းလဲလုပ်ပြီးပြီကော်လာတွေလဲတက်ပြီးပြီ lifestyle ဆိုတော့ခုနအနေထိုင်တွေကိုလဲအတက်ဆင်းတို့အထိုင်ထားတို့အလေးပင်တို့ဒါတွေကိုလဲဆင်ញင်ပြီးပြီခုနအယိုးဆက်တွေရိုးနှုတွေကိုဖြစ်စေတဲ့ဆေးတွေ2လလောက်တောက်လဲပြီးပြီဆိုလို့ရှိရင်တော့ဒါအတော်တန်းကိုတက်တာသွားပါပြီနောက်တစ်ခုသူကဒီစာထဲမှာတော့ဘူးတုရအနေနဲ့ပေါ့နော်အယိုးနှုကိုအားပေးတဲ့အစားအစာတွေဆိုပြီးတော့ဖော်ပြထားပါတယ်အယိုးနှုကိုအားပေးတဲ့အစားအစာတွေပထမဆုံးအနေနဲ့ဗီတာမင် C ပေါ့နော်ဒါဗီတာမင် C ပါတဲ့တံမြာတို့လိမ္မော်တို့ခန်းကျင်တို့စတော်ဘယ်ရီတို့ပန်းကော်ဖီတို့ဒါတွေကလည်းအယိုးနှုကိုအားပေးတယ်နောက်ဗီတာမင် A ပေါ့နော်မွန်လာဥဝါတို့ရွှေပြုံသီးတို့ကစုံတို့ဒါလည်းအယိုးနှုကိုအားပေးတယ်နောက်ဗီတာမင် D ပါတဲ့နို့တို့ကြက်ဥတို့ငါးတို့ကလည်းအယိုးနှုဖြစ်စေတာအားပေးတယ်နောက်ဆုံးတစ်ခုကတော့ omega 3ပေါ့အခုခေတ်စားနေတာပေါ့နော်ငါးအစီတို့ပဲပိစက်အစီတို့နှမ်းစီတို့ကလည်းဒီဟာကိုအားပေးတယ်ပေါ့နော်ဒါတွေကလည်းသုံးလို့ရှိရင်တော့အတော်တန်အယိုးနှုကိုစားတာကိုတက်တာစေတာပေါ့နော်အဲ့တော့နောက်ဆုံးဒီဟွာကတော့ဒီအိယာကမထနိုင်အောင်သို့မဟုတ်ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းလေးကိုတိတ်ကိုဒုက္ခပေးလာတယ်ဆိုလို့ရှိရင်ခုနပြောသွားပါတယ်ဒီခွဲစိတ်တဲ့နီးပေါ့နော်ဒါလေဘင်းကိုတော့ခွဲစိတ်တာရှားပါတယ်ခါယိုးစစ်အစားထိုးတာတို့ဒူးယိုးစစ်အစားထိုးတာတို့ဒါဒီဘက်ခေတ်မှာခေတ်စားလာပါတယ်အဲ့တော့ဒီຢာကိုညီကုန်းချုပ်ပြီးတော့ကျွန်တော်တို့အဆုံးသတ်မယ်ဆိုလို့ရှိရင်ဒူးကြီးပေါင်းယောဂဆိုတာကအသက်ကြီးလာပြီးတော့အသုံးများတဲ့ weight ကိုထမ်းထားရတဲ့ရိုးစစ်တွေရဲ့ဒီမှာဂျားမှာရှိတဲ့ဝါရှာလေးပွန်းပဲ့ပြီးတော့အတက်ကလေးတွေထွက်လာတဲ့ယောဂပါကာကွယ်တဲ့အနေနဲ့လေဘင်းကိုမမှတ်ထားမယ်ခါကိုမမှတ်ထားမယ်ဒူးအသုံးပြုမှုနည်းစေမယ်အထိုင်ထတွေအတက်ဆင်းတွေအလေးပင်တွေအကုန်းကွာတွေကိုထိန်းထိန်းသိမ်းသိမ်းလေးနဲ့သတိလေးနဲ့ထားပြီးတော့နေမယ်ဆိုလို့ရှိရင်လည်းဒါကတက်တာစီမယ်ဖြစ်လာလို့ရှိရင်နာကျင်လာရင်အကြိုက်ခဲပြောက်ဆွဲတွေတောက်မယ်အယိုးနှုကိုဖြစ်စေတဲ့ဆေးလေးတွေကိုမှီဝဲမယ်လေဘင်းကော်လာခုနခါကပတ်လေးတွေဒူးစလေးကိုတုံးမယ်ဟုတ်လားခုနလေဘင်းကြော်သားလေ့ကျင့်ခန်းခါယိုးကြော်သားလေ့ကျင့်ခန်းဒူးလေ့ကျင့်ခန်းလေးလုပ်မယ်နောက်အဓိကကြတဲ့ဝိတ်ကိုမကြကြအောင်ချပြီးတော့ခြာပြီးသားဝိတ်ကိုလည်းဆက်ထိမ့်မယ်ဒါတွေမှမရလို့ရှိရင်တော့အယိုးဆရာဝန်တို့ဒီပြန်လည်ထူထောင်ရေးခုန physiotherapist တို့အဲ့ဒီမှာတွားပြီးတော့လေ့ကျင့်ခန်းတွေကိုယူမယ်ဒါဆိုလို့ရှိရင်တော့ဒီအယိုးကြီးပေါင်းယောဂါကြောက်စရာမလိုပါဆိုတဲ့စကားနဲ့အညီဖြစ်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်